အလီကသူ့ရဲ့ကျင်တောင်းလေးကနေရေအောက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်တာကိုတွေ့လိုက်ရလို့အရန်ကိုအံ့သွားခဲ့ပါတယ်။ဒါကြောင့်သူကတကိုင်းလေးတွေကိုတုံးပြီးအပေါက်တွေကိုပိတ်ကာရေငုံမျက်မှန်တစ်ခုပြုတ်လုပ်ခဲ့ပြီးရှို့ဝက်ဆန်းကျဲတဲ့ရေအောက်ကဘာစီကိုထွက်ခွာသွားခဲ့ပါတယ်။ညံကောင်းတဲ့အလီကအလွယ်တကူလက်မလျှော့ခဲ့ပါဘူး။သူကအပင်မြစ်တွေကိုအသုံးပြုပြီးရေငုံပိုက်တစ်ခုကိုပြုတ်လုပ်ခဲ့ပြီးဒီတစ်ခါတော့ပိုရှည်အောင်လုပ်ခဲ့ပါတယ်။ကဘာကြီးကိုစူးစမ်းလေ့လာခြင်းနေတဲ့သူ့ကိုဘယ်ရာကမှတားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။အလီကလက်မလျှော့ခဲ့တယ်လို့အရှုံးပေးဖို့ကိုလည်းညှင်းဆန်ခဲ့ပါတယ်။ရေမျက်နှာပြင်ပေါ်မှာမျောနေတဲ့ဘဲစာပင်တွေကသူ့ကိုအကြံဉာဏ်တစ်ခုရစေခဲ့ပါတယ်။သူကရေပေါ်ပေါ်နေတဲ့ရေငုံပိုက်တစ်ခုကိုစတင်ပြုတ်လုပ်ခဲ့ပြီးနောက်ဆုံးမှာတော့ရေအောက်ကဘာစီကိုအောင်မြင်စွာငုံဆင်းနိုင်ခဲ့ပါတယ်။သူရှိကမြင်ကွင်းကအသက်ရှူမလောက်အောင်လှပနေပြီးအထူးသဖြင့်လှပတဲ့ငါးတကောင်အေးဆေးဆေးကူးခတ်သွားချိန်မှာပိုလို့တောင်လှပနေပါသေးတယ်။အလီကအဲ့ဒီမြင်ကွင်းကနေမျက်စိတမိတ်တောင်အာယုံမလွဲနိုင်ခဲ့ပါဘူး။အဖေဖြစ်သူကအချိန်မီဝင်ရောက်ကယ်တင်ပေးခဲ့ခြင်းမရှိဘူးဆိုရင်အလီကအဲ့ဒီငါးကြီးရဲ့အစာဖြစ်သွားနိုင်လောက်ပါတယ်။အလီရဲ့အနေအများတဲ့စူးစမ်းလို့စိတ်ကိုထိန်းချုပ်နိုင်ဖို့အတွက်အဖွားဖြစ်သူကသူ့ကိုကြောက်မက်ဖွယ်ရာဒဏ္ဍာရီတစ်ခုကိုပြောပြခဲ့ပါတယ်။ဟိုရှိတုန်းကတောအုပ်ကြီးထဲမှာတစ်ပင်ဝမ်ပူလေးတစ်ကောင်နေထိုင်ခဲ့ပါတယ်။သူကရက်ဆက်ကြမ်းကြုတ်ပြီးဂီယူနာကင်းမဲ့ကဗတိရစ္ဆန်ကိုမှချမ်းသာပေးလိမ့်မရှိပါဘူး။တနေ့မှာတော့တောင်ကြားထဲကနေအေယာမဇိုအီကြီးထွက်ပေါ်လာခဲ့ပါတယ်။သူတို့ကတောင်တန်းတွေလောက်မြင့်မားကြပြီးရွေ့လျားနေတဲ့တစ်တီးချန်ကြီးတွေနဲ့တူပါတယ်။သူတို့ရဲ့ကြောပြင်တွေပေါ်မှာတော့မကုန်ခန်းနိုင်တဲ့တစ်တီးတွေနဲ့ပြည့်နေနေပါတယ်။ပြီးတော့သူတို့စီမှာမော်ဆွမ်းရှိတဲ့မော်ဘဲတောင်းတွေလည်းရှိနေပါတယ်။အဲ့ဒီမော်ဘဲတောင်းတွေကိုထိလိုက်ုံတဲ့တိရစ္ဆာန်တွေကသူတို့ဖြစ်ချင်တဲ့အရာကိုပြောင်းလဲနိုင်ပြီးမျိုးစိတ်အားလုံးရဲ့ဘာသာစကားကိုလည်းနားလည်နိုင်ကြပါတယ်။ဒါကြောင့်တဘာဝလျောက်ပဲအားလုံးကစူးစီးမိသွားကြပါတယ်။တစ်ပင်ဝမ်ပူတွေကတော့ဒီလိုသားစာတစ်ဖြစ်နေတဲ့အခြေအနေကိုမုန်းတီးခဲ့ပါတယ်။သူကဇိုအီရဲ့မော်ဘဲတောင်းတွေကိုခိုးယူပြီးတကိုယ်လုံးမိတောက်တွေလောင်ကျွမ်းနေတဲ့မီးဝမ်ပူတွေတစ်ကောင်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာသူကဇိုအီလေးကောင်ကိုတက်ပစ်ခဲ့ပြီးကျန်တဲ့သူတွေကိုတော့တောအုပ်ထဲကနေမောင်းထုတ်ခဲ့ပါတယ်။ပြီးတော့သူကကြောက်တုံးတွေပြိုကျစေပြီးမြစ်ကိုထာဝရပိတ်ဆို့လိုက်ကကြန့်ရှိနေတဲ့ဇိုအီတွေကိုတောင်ကြားကနေအဆက်အသွယ်ဖျက်တောက်လိုက်ပါတယ်။အဲ့ဒီချိန်ကစပြီးတိရစ္ဆာန်တွေကတကောင်နဲ့တကောင်နားမလည်နိုင်တော့ပဲယုံကြည်မှုတွေလည်းပြိုကွဲသွားခဲ့ပါတယ်။သူတို့ကမီးဝမ်ပူတွေရဲ့အကြောက်တရားကြီးစိုးမှုအောက်မှာခက်ခဲကြမ်းတမ်းစွာနဲ့အသက်ဆက်ခဲ့ကြရပါတယ်။တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်မဟုတ်လား။ဟင်မင်းပါကိုဆိုလိုတာလဲ။တွေးထွက်တန်ယိုတွေကဘယ်မှာလဲပြီးတော့ကြောက်စရာကောင်းတဲ့အခန်းတွေကကောဘယ်မှာလဲ။အလီကဘာကိုမှမကြောက်တတ်တဲ့သူဖြစ်ပါတယ်။သူ့ရဲ့စိတ်ထဲမှာကဘာကြီးကဘလောက်ကျပြောကြောင်းနဲ့အဲ့ဒီအရာအလုံးကိုသူဘလောက်တောင်မြင်တွေ့ကျင်နေကြောင်းတွေးတော်မှုတွေနဲ့ပြည့်နေနေပါတယ်။ဒီနေ့မှာတော့သူကစာလောင်မသိမ့်နေတဲ့ဂျာဘာငှက်ကလေးတစ်ကောင်နဲ့ဆုံတွေ့ခဲ့ပါတယ်။သူကသူ့ရဲ့စားနေရိတ်ခါတွေကိုခွဲဝေပေးခဲ့ရုံသာမကပဲဘဲတောင်းတွေရဲ့မာကျောတဲ့ခွန်တွေကိုဘယ်လိုခွဲရမလဲဆိုတာကိုပါငှက်ကလေးကိုသင်ပေးခဲ့ပါတယ်။ကျွတ်ရတဲ့အရာကဘာဆက်ထဲမှာပြန့်နှံ့သွားတဲ့အခါဂျာဘာငှက်ကလေးကအလွန်ကိုဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်။သူကကောင်းကင်ရဲ့စီကိုဆူရှားတဲ့အတန်နဲ့အော်ဟစ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒါကကျေးဇူးတင်စကားမဟုတ်ပဲသူ့ရဲ့အုပ်စုကိုခေါ်လိုက်တဲ့အတန်ဖြစ်နေပါတယ်။နောက်တစ်ခါမှပဲရာချီထောင်ချီတဲ့ဂျာဘာငှက်အုပ်ကြီးရောက်ရှိလာခဲ့ပါတယ်။သူတို့ကဘဲတောင်တိုင်းကိုတခုမကြံလူရစားတောက်ကြပါတော့တယ်။မျိုးဆက်ပေါင်းများစွာဆူဆောင်းထားခဲ့တဲ့ပူကူမျိုးနွယ်စုရဲ့အစားအစာတိုးလောင်မှုတွေကလုံးဝကိုဖျက်ဆီးခံလိုက်ရပါတယ်။ပြီးတော့တောအုပ်ကြီးကဂျာဘာငှက်တွေရဲ့စားတောက်ဆိုင်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။မင်းပါတွေလှုပ်လိုက်တာလဲပူကူမျိုးနွယ်စုကမြေပိုင်ရှင်ဖြစ်ကနေအမိုင်းမောင်နဲ့ဆူဆွနေတဲ့မြေအောက်ထဲကိုနှင်ထုတ်ခံရတဲ့အင်္ဂါတွေဖြစ်ရောက်ရှိသွားခဲ့ရပါတယ်။ငှက်ကြီးတွေခြံထားခဲ့တဲ့အကျွင်းကြံတွေနဲ့အသက်ဆက်ရရင်အလီကစွန့်စားရတာကြိုက်တဲ့သူရဲ့ကောင်းဘဝကနေတသက်တာလူဆိုးကြီးဘဝကိုရောက်ရှိသွားခဲ့ပါတယ်။သူ့ဖေကသူ့ကိုမြင်မြင်ချင်းပဲဒေါသထွက်သွားခဲ့ပါတယ်။သူကဘလို့လုပ်ပြီးဒီလိုအတုံးမကျတဲ့ကောင်ကိုမွေးထုတ်ခဲ့မိတာလဲ။အလီကလူကြီးတွေရဲ့အကြံဉာဏ်ကိုနားမထောင်ခဲ့မိတဲ့အတွက်သူ့ကိုယ်သူအပြစ်တင်ခဲ့တယ်လို့တခြားသူတွေကိုအလွယ်တကူယုံ